ဟိုရောက်ဒီရောက်တခါတရံမှာစီးမျိုးဥပဒေအချို့ကမိမိတက်တွေကိုပြန်ပြီးစီးနှောင်ထားသလိုဖြစ်တတ်ပါတယ်။အဲ့ဒီပြဿနာကိုအေယာဝတီနဲ့ချင်းတွင်းမြစ်ဆုံနေရာလေးမှာတွေ့နေရပါတယ်။အဲ့ဒီမြစ်ဆုံနေရာလေးကကြက်ရှာစွန်းလေးဖြစ်ပါတယ်။အဲ့ဒီဒေသရဲ့ထူးခြားချက်ကစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းဆိုတဲ့တိုင်းဒေသကြီး၃ခုရဲ့နယ်စပ်ကျေးရွာလေးတွေစုစည်းနေကြတာပဲဖြစ်ပါတယ်။မန္တလေးတိုင်းကတက်လာရင်အနီးနားကမကွေးတိုင်းပိုင်တဲ့ရွာတဲ့ဝင်ပြေးမကွေးကတက်လာရင်စကိုင်းတိုင်းပိုင်တဲ့ရွာတဲ့ဝင်ပြေးစကိုင်းကတက်လာရင်မန္တလေးတိုင်းပိုင်တဲ့ရွာတဲ့ဝင်ပြေးနဲ့လက်တလုံးကြားလုတ်ပြနေတဲ့ဒေသဖြစ်ပါတယ်။တိုင်းကျော်ဖမ်းပိုင်ခွင့်တိုက်ပိုင်ခွင့်မရှိရန်လိုက်တိုက်ဖို့ခတ်ပါတယ်။တနေ့ကရေစကြိုနယ်ထဲမှာစစ်ကြောင်းအတိုက်ခံရတယ်ဒီနေ့ပြန်တိုက်ကြတယ်ကြီးရတဲ့လောက်တော့အပြောင်မရှင်းနိုင်တာတေချာတယ်ဒီဒေသမှာရေစကြိုဖမြင်းချံပြီးပခုတ်ကူသူတို့အများဆုံးခိုအောင်နေကြပါတယ်အေယာဝတီနဲ့ချင်းတွင်းတွေကမြစ်ကြောင်းသွားစစ်ရေရုပ်တွေနဲ့ပိတ်ဆို့ပြီးဆိုင်ရာတိုင်းဒေသကြီး၃ခုလုံးကတပ်တွေကဟိုမြောက်ဖက်ရွာတွေကနေမြစ်နှစ်ခုစုံတဲ့ကြက်ရှာစွန်းစီတွန်းထုတ်လာရင်လွယ်လွယ်လေးနဲ့ကိစ္စပြတ်ပါတယ်။အဲ့ဒီဒေသကိုမြင်းချံပြည်သူစစ်တွေကျွမ်းကျင်ကြပါတယ်ဒီလိုအချီကောင်းပြပြင်းလှုပ်လိုက်ရင်မြင်းချံဖလူကောင်းဆောင်တို့အမတ်ဟောင်းအောင်မျိုးလက်တို့အုပ်စုတောင်ရနိုင်ပါတယ်မြောက်ဖက်တစ်ချမ်းပိတ်ထားလိုက်ရင်ပြေပေါက်ကမြစ်နဲ့တောင်ဖက်စွန်းစုမြစ်စုံရောက်သွားပါပြီအခြားထွက်ပေါက်မရှိပါဘူးမြစ်ထဲမှာမြစ်တွင်းသွားတိုက်တဘော်တွေပိတ်ထားရင်ပွဲပြတ်ပါတယ်။တနေ့ကမတီတာယူမွန်လို့ဂိတ်ကိုသွားတိုက်တယ်ဒါကတော့အလုတ်လုတ်ပြတဲ့သဘောမျှတာဖြစ်နေပါတယ်တိုက်ပြီးပြန်လာတော့ဖက်ကပြန်နေရယူမှာပဲလေအမှန်ဆိုကိုဘက်ကတိုက်ပြီးတဲ့နေရာမှာမိမိအုပ်ချုပ်ရေးထူထောင်နိုင်မှအဆင်ပြေမှာကိုရန်သူကိုငါတို့လှုပ်ချင်တိုင်းလုံးမရတော့ဘူးဆိုတဲ့မက်ဆေ့ပေးနိုင်တဲ့အကျိုးတော့ရှိတာပေါ့အဲ့ဒီကတဆင်ရန်သူကိုငါတို့နေချင်တိုင်းနေမရတော့ဘူးဆိုတဲ့အဆင့်ထိတက်လန်းနိုင်အောင်ဆက်လက်ကြိုးစားရပါဦးမယ်ဒီနေ့3/3/2025ရေနံမော်8နေရာကိုဘုံကျဲတိုက်ခိုက်တယ်အဲ့ဒါကောင်းတယ်တယံဇာတာတွေခိုးကျင်တိုင်းမခိုးရဲအောင်လုပ်ပြလိုက်တာပဲလုပ်တာနောက်ကျတယ်ဆိုရပေမဲ့မလုပ်တာနဲ့ဆိုင်ရင်တော်သေးတယ်ပေါ့လုပ်စရာတွေကအများကြီးကြံနေပါသေးတယ်မြေရှားတွင်းတွေရွှေတွင်းတွေကြောက်မြတ်တူးနေတာတွေကြောက်စိမ့်တူးနေတာတွေဒါတွေလည်းမတူးယူနိုင်အောင်မကြဘုံကျဲနေရပါမယ်ဖေဖော်ဝါရီလအတွင်းရန်သူအလောင်း968လောင်းအရှင်မီ64ဦးအလင်းဝင်12ဦးလက်နက်ငယ်249လက်နက်ကြီး3 12လက်ကြီးစံခဲယမ်းမိုင်းနဲ့ဆက်ဆက်ပစ္စည်းများဆိုင်ကယ်8စီးကား2စီးလက်ဝယ်ရရှိဒါတွေကမျက်နှာချင်းဆိုင်တိုက်ပွဲအတွင်းအလောင်းဆွဲပြေးသွားတဲ့အရေးအတွက်မပါလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးကြတဲ့အရေးအတွက်မပါတဲ့စည်ရင်းတွေပဲဖြစ်ပါတယ်စစ်မျက်နှာတီးတီးမှာမိမိဘက်ကအေးအေးဆေးဆေးထိန်းထားနိုင်ပါတယ်ဗမော်ကတော့ခဲ့ရတစ်တို့အတန်တက်4000မကြားရတော့ပါဘူးအလောင်းအများဆုံးရထားတာဗမော်ကွင်းကပါပဲ389လောင်းရထားတယ်စိတ်မကောင်းစရာကဗမာပတက်တွေပိုများတဲ့ဒါအတွက်လည်းငါးနှုံးနဲ့စော်နေလို့စိုးရိမ်စရာမရှိပါဘူးသူတစ်ချက်ပြည့်ရင်ကို9ချက်ပြန်ပြစ်ဆိုတော့လူတစ်စုလို့ကိုမနိုင်ဘူးဖြစ်နေပုံပါပဲနာမည်ကျော်တောင်ခမ်းကတော့အားလုံးလမ်းကြောင်းတွေပွင့်ပြီးပေါင်းစည်းမိသွားပါပြီထောက်ပံ့ရေးအတွက်ကားလမ်းပါပွင့်သွားပြီဖြစ်လို့ရိတ်ခါလက်နက်ခဲယမ်းမိုက်တလောက်ပို့လို့ရသွားပါပြီအုံမတီးအုံမခါကတက်တွေနဲ့ပေါင်းစုံမိဖို့တောင်ခမ်းသားတွေနောင်ချိုကိုဖြိုးရပါလိမ့်မယ်အုံမတီးကတက်တွေကရှေ့ဆက်တက်ဖို့လမ်းမသိဖြစ်နေဟန်မှာပဲအဲ့ဒီကနေမျက်စိလဲနေတာ3-4လရှိပြီလေသူတို့နဲ့အပြိုင်ကတော့ဖျောင်းတောင်နဲ့ဘီလက်မြေဆက်ယုံနာကစစ်ကြောင်းတွေပါပဲအင်မတန်တည်ငြိမ်ကြပါပေတဲ့ရှေ့ကိုတလက်မတုံးရတိုးလာတာမတွေ့ရသေးဘူးခမဘသူကကြားဘသူကဖားလဲတိကျရမှာမကြတော့ပါဘူးလို့သုံးသပ်မိပါတယ်